ထင်တာကဒီအုံနောက်ရဲ့စဉ်းစားတဲ့အတိုင်းလုပ်တယ်လို့ထင်တယ်မဟုတ်ဘူးမဟုတ်ဘူးခင်ဗျားတို့လေ့လာကြည့်လူတစ်ယောက်ကနေပြီးတော့မှဒီလူတစ်ယောက်ဆဲလိုက်ပြီဆဲလိုက်တော့အရင်ဆုံးဘယ်ထဲဝင်သွားလဲဆိုတော့နားထဲဝင်သွားတယ်ဒီနားထဲကနေဒီလူကိုသွားပြီးတော့ तू က information သွားပို့တယ်ဒီနားကဘယ်ကိုပို့လဲအုံနောက်ကိုနင့်ကိုဆဲနေပြီတဲ့ဆဲနေပြီဆိုတော့ဒီအုံနောက်ကချက်ချင်းမဆုံးဖြတ်နိုင်ဘူး तू ကနှလုံးသားကိုပြန်ပို့တာနင့်ကိုဆဲနေပြီနော်တဲ့ရှင်းပြောရင် तू က boss မဟုတ်ဘူး तू က manager ပဲ तू မဆုံးဖြတ်နိုင်ဘူး तू ကဆုံးဖြတ်တာဒီမှာ तू က boss ဟာဒီမှာ boss ကြီးဒီမှာအခြေခံအားလုံးကဒီကနေသွားနေတာနှလုံးကောင်းရင်အရာရာကောင်းစားတယ်ဆိုတော့အဲ့ဒါပြောတာဒါကြောင့်အင်္ဂလိပ်စကားမှာ attitude ဆိုတာရှိတယ် attitude ဆိုတာဒီဟာမဟုတ်တာကြားဘူးလားဒီ attitude ကျေးဇူးတင်တယ် attitude ဒီ attitude ဆိုတာဒီကနေလာတာမဟုတ်ဒီမှာအုံနောက်ကောင်းလို့လူကကောင်းစားတာမဟုတ်နှလုံးကောင်းစားမှလူကကောင်းစားတာလူတွေတော်များထင်တာအုံနောက်ကောင်းရင်ဟမ်အုံနောက်ကောင်းလို့နှလုံးမကောင်းရင်လူလိန်ဖြစ်တယ်လူညလိန်တာတော်မတော်အဲ့ဒါအုံနောက်ကောင်းတဲ့ဖွဲ့တွေဘာမကောင်းလဲကွချမ်းသာတယ်ဆိုတာနှလုံးနဲ့သွားတာအာမင်ဟာချမ်းသာပြီးတော့မှဒီနှလုံးကိုတေးတေးချာချာ maintenance လုပ်ရင် तू ကချမ်းသာတဲ့အဆင့်မဟုတ်တော့ဘူးချမ်းသာတဲ့ तू ကပြန်ဆင်းရဲနိုင်တယ်ဒီတင်နာနောက်မှပေးမယ်ချမ်းသာတဲ့ तू ကပါလဲတသက်လုံးမဆင်းရဲတော့တဲ့လူကိုဒီလိုခေါ်တယ်ခင်ဗျကြွယ်ဝတဲ့သူတဲ့အင်္ဂလိပ်မှာဒီလိုပြောတယ် rich နဲ့ wealth မတူဘူး wealth ဆိုတဲ့စကားကကြွယ်ဝတာ wealth ဆိုတဲ့ तू ကငွေအတွက်တသက်လုံးစိတ်မပူတော့ဘူးဟုတ်ပြီနော်အဲ့ဒီ level ရောက်သွားပြီဒီအကြောင်းကိုပြောချင်တာတော့မဟုတ်ခဏလေးနောက်မှနောက်မှကြပြမယ် okay ဒီမှာဆဲလိုက်ပြီဟဲ့နင့်ကိုဆဲနေပြီနော်တဲ့ဒီထဲမှာဒီနှလုံးမှာဘာရှိတယ်လဲဆိုတော့ဒီနှလုံးသားထဲမှာနှလုံးသားပလင်ဆိုတာရှိတယ်လူမှာဘာရှိလဲနှလုံးသားပလင်ဆိုတာရှိတယ်ဒီနှလုံးသားပလင်မှာငါဆိုတဲ့ကောင်များတယ်ဘာရှိလဲမင်းကိုဆဲနေပြီတဲ့ဒီမှာဒီနှလုံးသားပလင်မှာဘသူကြီးထိုင်နေလဲငါ့ကိုဆဲရလားဒီကောင်ပါရိုက်လိုက်ဒီကနေပြန်တင်ပေးလိုက်တာဒီကိုပါရိုက်လိုက်ဆိုတော့မန်နေဂျာဘာလုပ်ပြီလဲလက်ကိုဖောင်းဆိုကျွေးခိုင်းလိုက်ရောဟုတ်ပြီနော်ဘယ်ကနေလဲဆုံးဖြတ်ချက်ချလိုက်တာဒီမှာအဲ့ဒါကိုခိုင်းတဲ့အတိုင်းလုပ်တာ तू ခိုင်းတော့ဘယ်ကပြန်လုပ်ရလဲလက်တည်ပြီးတော့မှတခါတည်းဆက်ပါကန်လိုက်အောင်ဆိုကျွေးလိုက်အောင်လက်ကိုချစ်တော့တခါတည်းဇုံပါသွားအောင်ဒီကောင်စီစဉ်နေတာဟုတ်ပြီအဲ့လိုစီစဉ်ရလေအောင်လုပ်ပေးတာဘယ်ရလဲဆိုတော့ငါဆိုတဲ့ကောင်ငါ့မြန်ပြောစရာငါသမင်းငါစားဘရောငါဘာကောင်ထင်လို့လားငါဒီမှာငါတောက်ဆရာတို့ဖျားเจ้าအလကားလာခိုင်းတာမဟုတ်ဖျားเจ้าမှာကြားတဲ့စကားတွေအားလုံးငါ့ကိုဖယ်ပေးနေတာငါနဲ့တက်မရှင်နဲ့ဖျားနဲ့တက်ရှင်ဟာလားဖျားနဲ့တက်ရှင်တော့တင့်အထဲမှာဘာရှိလဲဆိုဖျားရဲ့စကားရှိတယ်ဖျားနဲ့တက်ရှင်ဘာရှိလဲကွလူစကားလားဖျားစကားလားလူစကားများလာလေငါအားကြီးလာလေပဲဖျားစကားများလာလေဖျားကအားကြီးလာလေပဲဟုတ်ပြီဒီဒါလေးရဆရာပေါ်ဆိုပါစို့ကွယ်ဘာလို့လဲကွယ်ဆရာပေါ်သူများအခုဆဲပြီဆဲလိုက်ချင်မှ तू ကြားသွားတော့ तू အုံနောက်ကလေဆရာပေါ်ရဲ့အုံနောက်ကဆရာပေါ်နှလုံးသားပြန်ပြောတယ်ဆရာပေါ်ရေတဲ့နင့်ကိုဆဲနေပြီတဲ့ဒီမှာဆရာပေါ်ရဲ့ထဲမှာဘာလေးရှိနေလဲကွယ်ဘယ်လိုငါလဲကွယ်ဒီမှာနင်တို့လည်းဘယ်ချိန်နဲ့ဆရာပေါ်ပြောချင်တာလဲနင်တို့တော့ဒီမှာလောကတဲ့တော့ပြအောင်နင်တို့လဲ
နင်တို့မားပါစိုးလို့ငါမှလက်ဝါးကတ်တယ်ငါလေးဖြတ်ပြီးတော့ဒီကင်မရာတေချာမထုံးနဲ့အခွေးရတော့နင်တို့ကလည်းအဲ့ဒါနဲ့လက်ဝါးကတ်တိုင်ထဲမှာပါရှိလက်ဝါးကတ်တိုင်ဆိုတာခရစ်တော်ပုံဆောင်တာပါဆိုတော့ဖျားစကားများများရှိတော့ဖျားစကားဘာပြောလဲအစိုးအဖြစ်အရှုံးမခံနဲ့အကောင်းအဖြစ်အစိုးကိုဒီကြောင့်မအလို့ရတယ်လို့ရတယ်ဒီခါလေးဘယ်ပြောက်သွားလဲမသိဘူးဒါပဲဒါလေးကရှိတဲ့ခါမှာနင့်ကိုဆဲနေပြီတဲ့ဒါနဲ့အစိုးအဖြစ်အရှုံးမခံနဲ့အကောင်းအဖြစ်အစိုးကိုနိုင်ဆိုတဲ့ဟာလေးနဲ့ပြန်ပြီးတော့တွန်းတင်ပေးလိုက်တော့ဒီမှာဘာပြောလဲခွင့်လွှတ်လိုက်ပါကွယ်ဟယ်လိုခွင့်လွှတ်လိုက်ပါကွယ်ခွင့်လွှတ်ခြင်းရဲ့မင်္ဂလာကခွင့်လွှတ်ခြင်းရဲ့မင်္ဂလာဘာဖြစ်သွားထင်လဲခွင့်လွှတ်တက်လာတဲ့သူကိုဖခင်ကတတ်မှတ်ပေးတယ်ဘယ်လိုတတ်မှတ်လဲသိလားကောင်းစားတဲ့နှလုံးသားတဲ့ခွင့်လွှတ်တဲ့နှလုံးသားဘာလို့ခေါ်လဲကောင်းစားတဲ့နှလုံးသားတဲ့ဒီလိုကောင်းစားတဲ့နှလုံးသားကိုနည်းနည်းထပ်ပြောလိုက်အောင်မယ်တို့ဖခင်က reward လုပ်တဲ့ဖခင်တို့ဖခင်ကစုပေးတဲ့ဖခင်တင်မသိမှဆိုလို့ကောင်းကြီးပေးတာတကြောင်ကောင်းကြီးပေးတဲ့နောက်တစ်ဆင့်ကစုပေးတဲ့ဖခင်ဟယ်လိုဖခင်ဘာလုပ်တဲ့ဖခင်စုပေးတဲ့ဖခင်စုပေးတဲ့ဖခင်ဆိုတော့ဒီမှာ तू ကဘာလုပ်လိုက်လဲဆိုတော့ तू ကကောင်းကြီးပေးပြီးသားလူတိုင်းယေရှုအဖင်ဖခင်ကကောင်းကြီးအလုံးရှိစေပြီးသားဒါပေမဲ့ဆုံးဖြတ်ချက်တစ်ခုခြားတိုင်းမှာတင်ဖခင်နာမကိုထောက်ပြီးတော့မှဆုံးဖြတ်ချက်ခြားတိုင်းမှာဖခင်ကဘာလုပ်တဲ့ဖခင်ဆိုစုပေးတဲ့ဖခင်ဟာလေလုယာဟာလေလုယာဘောပေါ်လာမသိကြောင့်ညီကိုမောင်မတယ်ဒီနေ့ဖခင်ကတင့်ကိုဒီမင်္ဂလာနဲ့တွားခိုင်းတော့မှာ2025မှာဘယ်လိုမင်္ဂလာလဲဆိုတော့တင်ကကောင်းကြီးရှိယုံတင်မကဘူးတင်ကဆုံးဖြတ်ချက်ချတဲ့နေရာတိုင်းမှာဖခင်မျက်နာကိုထောက်ပြီးတော့ဆုံးဖြတ်ချက်ချတော့ကြောင်းတင်ရဲ့အသက်တာကဆုံးဖြတ်ချက်ချတိုင်းမှာတင်ကိုဖခင်ဆုချတယ်ဆုချတယ်အဲ့ဒါဖခင်တကယ်တင်ကိုခိုင်းလို့လှုပ်တာမဟုတ်တင်ကဖခင်ကိုချစ်ပြီးတော့လှုပ်တာပြောပါလေခိုင်းလို့လှုပ်တာမဟုတ်ပါလေချစ်ဥမာအာဗြဟံဖခင်ဘာလို့အရန်ချိမြောက်လဲသူများထက်အာဗြဟံကဖခင်သခင်ခိုင်းလို့လောက်တာမို့သူ့ဘာသာရလာတဲ့ကောင်းကြီးတဲ့နဲ့ဆယ်ဖို့တဖို့ကိုဘယ်သူမှမခိုင်းမဲနဲ့ဘာလို့တာလဲဘာလို့လဲသူ့ဘာသာသူစပေးတာအဲ့ဒါကိုဖခင်သခင်ကကြွေသွားတာကြွေသွားတော့ဘာလို့လဲဖခင်ကအာဗြဟံလူမျိုးကြီးဖြစ်စေတယ်ပြောဘာဖြစ်စေလဲကွဘာဖြစ်စေလဲလူမျိုးကြီးဖြစ်စေတယ်ဖခင်ကလူမျိုးကြီးဖြစ်စေမယ်လို့ပြောထားပြီးသားဘာကြောင့်ပြောတာဆိုတော့သူ့နှလုံးသားကြောင့်ပြောတာဖခင်ကတပ်ပြညုတညံရှိတဲ့ဖခင်ဖြစ်တယ်ကြိုသိတယ်ဒီနှလုံးသားကိုဖခင်ကနှလုံးသားပေါ်မှာချီးမြှောက်တဲ့ဖခင်ဖြစ်တယ်အာမင်ဆိုတော့ကျွန်တော်ညီကိုမောင်မအားလုံးကျွန်တော်ပြောပြရှင်းတယ်ကျွန်တော်ဖခင်ကကျွန်တော်တို့ကိုအယံကောင်းကြီးပေးခြင်းလွန်းတဲ့ဖခင်တော့အဲ့ဒီအယံကောင်းကြီးပေးခြင်းတဲ့ဖခင်ကကျွန်တော်ပြင်ရမယ့်အရာတစ်ခုပဲရှိတယ်ယုံနာမမှားစေနဲ့ဒီနေ့စားပါလဲယုံနာမစေနဲ့ကောင်းကြီးပေးတဲ့အပြင်တဆင့်တိုးပြီးတော့ဖခင်ဘာထပ်ပေးသေးလဲ bonus အနေနဲ့စုပါထပ်ပေးတယ်ဖခင်